ရတပီတော်တို့နော်ဒီတက္ကမတွေအပေပြီးလို့ရေးနော်ဩကယောဂဘေယောဂအန္တရာယ်ကျင်းဝင်နေတယ်ဘုံတို့တရားတော်ကိုရှင်းပြပြရမယ်အဲ့ဒီတရားကိုနော်အိမ်တော်မှာရှိတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေကအလုံးညံ့ကြကြပါအဲဒီတော့ယောဂရံပြီးအန္တရာယ်တွေအကုန်ကျင်းဝေးသွားပါလိမ့်မယ်ဒီလိုပဲမိတ်ပြန်နော်အဲ့ဒါဘုရားရဲ့တရားနောက်ဆုံးဘယ်လောက်ဒီအကျိုးရှိနိုင်လို့ဆိုတော့အပေလေးပုံကဒီလွတ်နိုင်တဲ့အကျိုးရှိပါတယ်နော်အဲ့တော့ဒီတရားမြတ်စွာဘုရားဟောထားတဲ့တရားနော်အရှိအားဖြင့်တော့ဓမ္မစကြာပေါ့နော်ဓမ္မစကြာဖြစ်တယ်အတူအားဖြင့်တော့သီလသမာဓိပညာသိက္ခာသုံးပါးရှိတယ်မရစိတ်ဟုတ်တယ်နော်သိက္ခာသုံးပါးဖြစ်တယ်ဖြစ်ပါတယ်အဲ့တော့မဂ္ဂင်၈ပါးကသမ္မာဝါစာသမ္မာကမ္မနာသမ္မာအာဇီဝနော်အဲဒီဥစ္စာရဲ့ကျင့်စဉ်ကတော့သီလကျင့်စဉ်ဖြစ်ပါလိမ့်နောက်တစ်ခါဒုတိယကတော့သမ္မာဝါယမသမ္မာတတိသမ္မာသမာဓိသူကတော့သမာဓိကျင့်စဉ်ဖြစ်ပါလိမ့်နောက်တတိယဘက်ကတော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသူကပညာမဲ့ခင်သူကပညာမဲ့ခင်ကျင့်စဉ်ဖြစ်ပါလိမ့်နော်အဲဒီလိုကျင့်စဉ်တွေကိုအိမ်မှာဒီတိုင်းမနေ့တခါညတခါလုပ်နေဆိုလို့ရှိရင်ဘေးပဲအနေနဲ့ပဲဆိုမှာတရားရောက်နေပါဘူးဘယ်တော့ပဲမကောင်းကြစီနော်အဲဒီဥစ္စာမရောက်ဘူးလို့ဒါကိုမှတ်သားပါနော်အဲ့တော့သီလလက်ကျင့်ကျင့်ပုံလေးကိုဟောပါမယ်နော်ဆရာတရားသံဃာယန္နာမြတ်သုံးပါးအားလုံးတို့ကိုနော်ပရမသုတ်ဒီအိမ်တော်မင်္ဂလာဒီညသုတ်ဒီအခမ်းပေါ်ဒီအခမ်းမှာခိတ္တကြွားရောက်ကြပါသူကတို့ဟိုတရားအားထုတ်မှချင်းနည်းနည်းနော်9နာရီမှ6နာရီဘုမဟုတ်4နာရီခွဲမှ9နာရီခွဲပြီးကြွားရောက်ပါလို့ဒီလိုပြပြနိုင်ပါနော်ပြီးပြီဆိုမှဘုရားရှိခိုးခြင်းမေတ္တာပူခြင်းကိုအထူးလေးတွေလုပ်လိုက်ပါနော်လုပ်ပြီးတော့တရားပြန်တော့ပြန်လိုက်တဲ့အခါမှာအဆောင်လက်ပဲတိတ်တိတ်မိတ်တိတ်ကိုနော်ဟိုကယူခဲ့တယ်ရခဲ့တယ်လုပ်ခဲ့တယ်ဆိုရင်နော်ဆရာသမားကပြန်အားလိုက်ပါပြီးပြီဆိုလို့ရှိရင်ဘုမလူကျင်တော့ဆိုတော့ဘုရားကိုအမိပိုင်လုပ်လိုက်ပါနော်အလိုအဆိုသီလခန္ဓာဝတ်မြမသံဃာတော့ဇာမေနာရှင်းတဲ့ဆက်ပါအဲ့ဆိုဘုရားကဥိတရားကျင့်တဲ့ပုဂ္ဂိုလ်နော်ဘိကဝေจิตသားကျင့်တယ်ကိုမိုင်းတရားကိုအားထုတ်တဲ့ပုဂ္ဂိုလ်ထားတယ်ကိုနော်အသုံးမပြုပါဘူးတော့ပဲရမယ်လို့ဟောထားတယ်ပေါ့အားဒီကိုကျွန်တော်ဆက်ပြလိုက်ပါပြီးပြီဆိုလို့ရှိရင်ကမ္မထတရားကိုပွားပါပွားလိုက်တဲ့အခါမှာဝေဒနာဆိုတာပေါ်ပါတယ်အဲ့ဒီဝေဒနာကိုကြောက်တိုက်ပါနံပါတ်1တိုက်တဲ့တရားတော့ဝေဒနာကိုအလိကျင့်တိုက်ဘုံဘုံတို့စတရားထုတ်တာဆိုတာတစ်နာရီတော့မှ9ချိန်ပြရအောင်ကြိုးစားတိုင်းတဲ့အခါမှာ5ချိန်အောင်ကြိုးစားတဲ့အခါမှာ3ချိန်အောင်ထပ်ကြိုးစားမှ1ချိန်အောင်မှတစ်ခါမှမပြရပါနဲ့တနားထဲဖြစ်ပါလေအားကြောင့်အဲ့ဒါဝေဒနာကိုတိုက်ထုတ်ပါဒါအလေးကျင့်တိုက်ထုတ်နောက်ဒုတိယနေ့ကတော့သစ္စာဒိဋ္ဌိကျွန်ုပ်ဒီတပည့်တော်တို့ဒီအရာတရားတန်ခါအရိယာပုဂ္ဂိုလ်ယုံကြည်ပါ၏စိတ်ကပါ၏ကိုယ်တော်အိမ်မှန်သောသစ္စာတွေကြောင့်တရားထိုင်တာဖြစ်ပေါ်တဲ့ဝေဒနာတွေပြတ်ပါလေသစ္စာဒိဋ္ဌိအကယ်၍ယဟန်သီလရှင်တို့ကအပြည့်ပြောခဲ့တဲ့ဆိုပါစို့အဲ့ဒါဆိုရင်ကိုလုတ်တဲ့သီလကုသိုလ်ဒါနကုသိုလ်ဘာဝနာကုသိုလ်ဘာဝနာဆိုတာကတော့ဘုရားသတိဆိုရင်ဘာဝနာတဲ့အကျိုးဝင်ပါတယ်နော်အဲ့ဒီကုသိုလ်ကြောင့်တရားတိုင်ဝေဒနာတွေပြောက်ပါစေလို့ဒီလိုသစ္စာကိုမြင်ရပါတယ်နော်နောက်တစ်ခုကတော့ကျောင်းတော်ရောက်ပါကျောင်းရဲ့ဝေယဝိသကုသိုလ်ဒီကုသိုလ်ကြောင့်ဝေဒနာတွေပြောက်ပါစေဒီလိုလုပ်တာနောက်တစ်ချက်ကတော့ကိုယ်တိုင်လုပ်ပြရအောင်ဖြစ်တဲ့ဆရာသမားတော့လုပ်ခိုင်းတဲ့ညွှန်ကြားချက်တွေရှိပါတယ်အဲ့ဒီညွှန်ကြားချက်နဲ့အညီလိုက်လုပ်လို့ရှိရင်ဝေဒနာတွေပြောနိုင်ပါတယ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဒီဖြစ်ပေါ်လာတဲ့ဝေဒနာကိုလိုက်မရှိဘဲနဲ့ပြောက်သွားအောင်ကြော်နိုင်အောင်ဥစ္စာတော်မှာအားထုတ်လေ့ကျင့်တော်မူရပေကုန်တည်းသာဓုသာဓုသာဓုပါဗျာအဲ့ဒီလိုဝေဒနာကြော်ပြီးတဲ့အခါကျဒီဝေဒနာတရားကိုပေါ်တတ်ပါလေ
နိဗ္ဗာန်တရား၅ပါးရှိပါတယ်ကာမစ္ဆန္ဒတရားထိုင်တာမှာဟောပါလို့ရတရားလို့ရပါလားတရားလို့ပြောတာကစိုးရင်ကြောက်ကြတယ်ဒီနာမိတ်တာတရားထိုင်နိုင်တယ်ကွာဥဒိစ္စပုဂ္ဂိစ္စတရားထိုင်စိတ်ကိုပူရောက်နေအောင်အဲ့ဒါကြောင့်တရားတိုင်တဲ့အခါမှာဝီစီကိစ္စအရိယာမှာဖြစ်ပါမယ်တန်တရားစိတ်ဆရာဘောမှာတန်တရားစိတ်ဒီဆရာနဲ့လုပ်ရင်ပြပါမယ်အဲ့ဒါကဆရာဟောတဲ့တရားနဲ့ပူဖတ်တဲ့တရားမကိုက်တဲ့တန်တရားစိတ်အဲ့ဒါဝီစီကိစ္စမှာလို့ပြောတယ်အဲ့လိုပေါ်တတ်ပါလေအဲ့ဒီလိုပေါ်လာမယ်ဆိုရင်တရားအထုတ်တဲ့ပုဂ္ဂိုလ်တို့ဒီလေကိုပြင်းပြင်း15ပဲလောက်ရှုထုတ်ကြလိုက်ပါအဲ့ဒါဆိုရင်အဲ့ဒီတရား၅ပါးပျောက်သွားပါလိမ့်မယ်အကယ်၍များမကြမ်းပါတဲ့ပုဂ္ဂိုလ်ဖြစ်ရင်ဒီရှုတွေတို့တို့ကိုခက်တယ်ရင်ကြလို့နှလုံးပဲလို့ဖြစ်လို့ပါလေလို့ဝေဒနာရှိရင်အဲ့ဒီပုဂ္ဂိုလ်ကမိမိရတဲ့ပိဋကတာလေးကိုစိတ်နဲ့ပြီးတော့ပါအဲ့ဒါဘုံဘုံ2002ခုနှစ်မြောက်ဘက်ရှမ်းပြည်ပေါ်တဲ့တလူတွေကျင့်စဉ်အခါတိုင်းနော်ရွတ်ဆိုတဲ့ပိဋကတာလေးကိုရွတ်ဆိုပြပါမယ်ဗုဒ္ဓစက္ခုသဗ္ဗညုဓမ္မစက္ခုမောရိတပလာသံဃစက္ခုဇယမင်္ဂလံဂုရုမုနိတွာဗုဒ္ဓစက္ခုသဗ္ဗညုဓမ္မစက္ခုမောရိတပလာသံဃစက္ခုဇယမင်္ဂလံဂုရုမုနိတွာဒီစာပဲကလေးကိုစိတ်နဲ့နော်10မိနစ်15မိနစ်ပွားလိုက်တဲ့အခါမှာအခုနဒီဝဒနာတရားတွေဟာကိုယ်ကွယ်ပြောက်ပြီးတော့မှကပ္ပံကိုပြနေပါလေနော်အားကြောင့်မို့အိမ်မှာတရားအထုတ်မဲ့ပုဂ္ဂိုလ်တွေဟာဘုရားတရားနဲ့မလွန်တဲ့အဆောင်ပွဲတွေကိုဆရာသမားတို့ပြန်အပ်ပါဖြစ်ပေါ်လာတဲ့တိုင်းကဝိညာဉ်ကိုကြော်လွန်တိုက်ပါဒီဝရတရားကိုလည်းဒီရှိလို့တရားဖြင့်၎င်းဒီခါတာလေးကိုပူဇော်နဲ့၎င်းကြော်လွန်တိုက်ပါအဲ့ဒီသုံးချက်ကိုကြော်လွန်ပြီးတဲ့ပုဂ္ဂိုလ်တွေကမ္မထံတရားကိုပေါင်းစွာပွားများအားထုတ်နိုင်၏ဒီနေရာမှာတော့အာနာပါနကမ္မထံကိုဟောပါမယ်အာနာပါနကတော့အသက်ရှင်တဲ့တွင်လေးရှုတယ်အဲ့ရှုတဲ့နည်းလေးဒါပြီးနေပါလေးရှုလေးတုတ်ပြီးအောင်လုပ်တာကပထမသိပြီဆိုရှည်ရှည်တုတ်ဝေးလေးညီညွတ်ဥပေါင်းကျင်တဲ့ခန္ဓာကိုပေါ်အောင်လုပ်တာကဒုတိယရှုမှတ်မသိအောင်ငြိမ်းသွားတဲ့အင်းငြိမ်းမှုကိုလုပ်တာကတတ္တရာဆိုသည်အရှင်း30ကိုအစအလေအဆုံးကောင်းစွာပွားများအားထုတ်နိုင်သောပုဂ္ဂိုလ်တို့သည်မိတ်ထားတဲ့မျက်စိမှာအလင်းရောင်ဖြူအောင်ပေါ့စတဲ့မြင်မိဆိုရင်ဘုပုဂ္ဂိုလ်သည်အာဒေါသအာလောဘအာမောဟတော့ဒီဟုတော့နော်လောဘဒေါသမောဟတွေဟာမရှိတော့ဘူးတဲ့အဲကြောင့်အဲ့ဒီပုဂ္ဂိုလ်ကတိဟိပုဂ္ဂိုလ်ပြည့်စုံ၍သီလမြင့်ခင်သီလဝိတ္တုကြီးအောင်မြင်ပြီးမြောက်တော်မူလေတည်းသာဓုသာဓုသာဓုပါဗျာနော်အဲ့ဒီလိုလုပ်မယ်ဆိုရင်ဒီမိစ္ဆာကိုအကောင်းတဲ့ဥစ္စာအကုန်လုံးပဲပြောက်သွားပါလေဒါနေ့စဉ်လုပ်ဖို့ပဲပြောပါဟိုလင်းရင်တော့အေးကြတော့ပြောက်မလင်းသေးဘူးဆိုရင်တော့တချို့တော့ချက်ဟိုလေးကရတဲ့တယ်ပေါ့အကုန်မပြောက်သေးဘူးပေါ့အလင်းတက်ရပြီဆိုရင်တော့မကောင်းတဲ့မိစ္ဆာဆိုတဲ့အရေးကြီးတွေပေါ့ပြောပါလေဒါကိုယ့်ကိုယ်သားချက်ပေါ့နော်ကဲနောက်တရားဒုတိယကပြိလိုက်သမာဓိမကင်လို့ခေါ်တယ်နော်ဒီသမာဓိမကင်ကတော့ဘူစွာဖြစ်စီတယ်နော်ဟိုအလိုရှိတဲ့လောကိစီတွေဆိုင်ရာကိုတောင်းတတဲ့ပြည်စုံတယ်အလုပ်ဖြစ်ပါတယ်သမာဓိမကင်ကိုတော့ဓမ္မစကြာမှာကတော့သမာဝါယမသမာတတိသမာသမာဓိတဲ့ပေါ့လက်တွေ့ပြည့်စုံတာဒီလမဲ့ကပြည့်စုံသောပုဂ္ဂိုလ်တွေအလင်းမြင်လေးကိုမြင်တော်မူ၏အဲ့ဒီလေးကိုကြာကြာလေးမြင်အောင်ထိထားနိုင်ကြလျင်အဲ့ဒီလေးပြည့်နိုင်မြင်အပ်မမြင်ရဆိုတော့ပုဂ္ဂိုလ်များနမိတ်အဖြစ်နဲ့ပေါ်လာ၏နော်အဲ့ဒီနမိတ်မှာစာအလိုအပြင်ပရိကမ္မနမိတ်နော်အဲလိုပုဂ္ဂဟာနမိတ်ပရိပါဏနမိတ်လို့ဒီလိုရှိပါတယ်နော်အဲ့တော့ဘာဖြစ်လို့ဆိုတော့ပထမဆက်ကနေပေါ်ပြောင်းမယ်ဒုတိယမငြိမ်ဘူး
အမိမတိတက်လျာအမိနာမတတ်ပါလို့ရတဲ့ဘုန်းကြီးကိုပေါ်လျင်အဲ့ဒါပဋိပါဒတပိတ်ကိုခေါ်တော့တယ်တော့ပဲတောင်းမဲ့တစ်ပင်မဲ့ချောင်းမဲ့အိမ်မဲ့နော်ဘုရားပဲဇီးကြီးပဲစရည်တာဘုရားသူ့ကိုခေါ်တယ်အဲ့ဒါကိုပဋိပါဒတပိတ်ကိုခေါ်တော့သူရအောင်လို့အရင်ကိုပြီးအောင်လုပ်ပြရတယ်အဲ့ဒီလိုမြင်ပြီးဆိုရင်အဲ့ဒီနမိတ်ကိုကြိုက်သလားကြိုက်တယ်ဆိုကာမတုပ္ပလိကအပေါ်နှစ်တဲ့ဆိုမကြိုက်ဘူးလားနေတဲ့ဆိုအတ္တပိလိကဆိုအဲ့ဒီဆိုလည်းမလို့ကိုစီစစ်ပြီးတော့ဝယ်ပြောက်သွားအောင်မျက်စိမှာပြိပတ်တိုက်ဥပ္ပကတက်ရောက်ဝယ်ပြောက်အောင်ရှုမှတ်လိုက်လို့နမိတ်ကျင်းစင်ပြည်လင်းတဲ့အလင်းရာခြင်းကိုသမာဓိမေခင်စကံဆက်လန်းဒီဟုသာလင်မှတ်သားလိုက်ကြပါလေကုန်တည်းသာဓုသာဓုသာဓုပါဗျာပထမကအဆောင်လက်ပွဲဆော့ပဲဝေဒနာကြောမယ်နိဝေနပဲတတ်ပြီးရတဲ့အလင်းကတိလအလင်းလို့ပါသမာဓိအလင်းကြတော့အဲ့အလင်းကပေါ်တဲ့နမိတ်တွေအမျိုးမျိုးကိုဝေပြောက်အတွက်ဘယ်နမိတ်မှမပေါ်ဘဲပြည်လင်းတဲ့အလင်းရောက်ပြီလားကိုသမာဓိအလင်းလို့ပါအဲ့တော့မူလအလင်းနဲ့ဒီသမာဓိကပိုပြည့်တော့တကူရှိတယ်စွာရှိတယ်မိစ္ဆာတွေမကောင်းတာဝိဇ္ဇာတွေပုံဖေရှားသွားတာဒါလုပ်နေလို့ပြကြတာလေနောက်အဲ့ဒီချိန်ကျရင်ကိုလူရဲ့စုကိုတောင်းတယ်လောကီစင်နေကြောက်ပြည့်တယ်ယောဂကြောက်ချင်ပါလေလို့ဆိုတော့ယောဂပြတ်သွားတယ်ချက်ချင်းတော့မပြောင်းအဲ့ဒါဆက်ပါတယ်ပြောက်တယ်ဥစ္စာလူရင်းနေဆိုရင်အိမ်နေရပါတယ်အဲ့ဒါဥစ္စာတွေကအခက်ခဲနေကြအခက်ခဲတွေပြောက်သွားပြီဆိုတော့ရဒါတခုကဒီနေရတဲ့ဓမ္မကြီးပြည့်နေတာလောကီစင်နေဖြတ်တာပြည့်စုံတယ်ဒီနေ့အပြည့်တော့ယောဂုဒ္ဒရာကိုတက်မဲ့ပုဂ္ဂိုလ်ရဲ့အခြေခံဒီကလေးဘာဖြစ်ပါလဲအခုနလိုဘုရားကဒီလိုပြောတာပြီးတော့ထုတ်ထန်ကြတော့အောက်ကဖောင်ဒေးရှင်းပေါ့ဒီပြမှာလုပ်လို့ပြူပါတယ်ရှင်းပြီးတော့ဒီကားတော့ဒီနဲ့ဓမ္မလေးထောင်းမှာအပေါ်ကိုတောင်းနေပါလေဒီလိုပြတာကဲပညာမဲ့ကိုဆက်အောင်ပညာမဲ့ခင်ကြောင့်မြတ်စွာဘုရားကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဒီလိုလည်းပါဟောတာလက်တွေ့ကျင့်ကြတော့အခန်းသုံးခန်းကျင့်ရပထမအခန်းကပုဂ္ဂိုလ်တ attva မမြင်တော့ပဲနဲ့ယုံနာဓမ္မကိုပိုင်ခြားတဲ့ဧကံတည်းနဲ့ရှုမှတ်ဖြစ်ပါတယ်ဒုတိယကအဲ့ဒီယုံနာဓမ္မကမတည်ပဲပေါက်ပြန်ပြောင်းလဲတော့အနိစ္စဖြစ်ပြောင်းလဲခြင်းဒုက္ခဖြစ်ပြောင်းလဲခြင်းအနတ္တဖြစ်ပြောင်းလဲခြင်းကိုရှုရပါလေအဲ့ဒါကိုဝိဇ္ဇာညာဝိပဿနာအဲ့ဒါပြီးပြီဆိုမှသင်္ခါရတရားနာတယ်သင်္ခါရမှာအတ္တနာကိုကူးမြောက်ခြင်းရင်တော့ဒီလိုပြညာမျက်ညာပညာရတယ်တတ်မှတ်ပြီးတော့ဒီပညာကမှသုံးခြင်းပညာကျိုးကိုအားထုတ်ရပြီးဟုတ်တာလေမှတ်သားလိုက်ကြပါလေကိုတည်းသာဓုသာဓုသာဓုပါဗျာဒီသုံးခန်းကိုပြည့်ရောက်တဲ့ပုဂ္ဂိုလ်ဟာငရဲစိတ်ဆံပြည့်ရောက်ပြီးကြည့်ပြီးတော့အပြည့်ပြီးလို့လို့ရှိဟိုဆက်တော့ဆက်လို့လို့လည်းလူသားရအောင်လို့ပါလေအဲ့လိုပါနော်ကဲပုဂ္ဂိုလ်တ attva အမြင်ပြောလို့ဘာဖြစ်လို့ဆိုတော့ယုံနာဓမ္မတိဓမ္မသင်္ကေပြန်မူလတိကစာမျက်နှာ60အနုတိကစာမျက်နှာ60ပါတဲ့စာပေနဲ့အညီတန်တိကနာတဘကနာကိစ္စကနာအာရမကနာလေးမှာဖြုတ်ပြရပါလေအဲ့ဒီနည်းနဲ့ဖြုတ်ပြရမယ်ပြောရတော့အလင်းမြင်ရတဲ့အခါအမှားလေးအလင်းရောက်အဲ့ဒီအလင်းတွေမှာကိုယ်ခန္ဓာကိုပေါ်အောင်ဘုရားဆရာတော်ကမာတရားထောင်းပြီးအလားအပဲကိုကိုယ်ခန္ဓာပေါ်ရှိပါအဲ့ပေါ်တဲ့အခါကိုယ်ခန္ဓာဝိသဒရာအယောင်နဲ့ပေါ်ပါလေစိတ်ရှိတဲ့အခါကျအယောင်လေးလွတ်ပြီးတော့အဖြူရောက်သူတို့တဲ့ခန္ဓာကြီးကိုဖြစ်ပါတယ်စိတ်ရှိတဲ့အခါကျအလင်းပေါက်သွားတော့ထဲလိုက်ဦးရည်တဲ့တွေနှလုံးတွေကြောက်ကစတဲ့ကလိသားကိုမြင်နိုင်ပါလေစိတ်ရှိတဲ့အခါကျအဲ့ဒါပြောင်းအယုံယူရောက်ပါတယ်မြန်မာနိုင်ငံပြည့်တဲ့လူဒီထက်ရောက်ကြပါတယ်အဲ့ဒီကလွန်မြောက်တယ်မှာအယုံယူရကြေပွားတော့တွန်းတဲ့စုကိုဖြစ်ပါဘူးအဲ့လိုကိန်းကိုဆက်ရှိတဲ့အခါမှာအင်မတန်သိခဲ့တဲ့ပရမအနုဘူးပေါ်တယ်ယူပုံတဲ့သူအမှုလေးဖြစ်တော့အဲ့ဒီလေယုတ်ဒီပရမယုတ်တိဒါကညာပရမယုတ်နာဟုဓမ္မသင်္ကေတဉာဏ်ဤခဏလေးပါဖြောခွဲတဲ့ဤစနစ်နဲ့အညီဖြိုခွဲရှုမှတ်၍ပရမယုတ်နာကိုသိမြင်လျင်ငါမရှိလူမရှိယောက်ျားမရှိမိန်းမမရှိတ
တိစ္ဆာန်တွေမရှိပြေးကြမရှိနော်အဲ့လိုတွေမရှိဘူးအားလုံးကယုံနဲ့နာတာတွေဖြစ်တယ်ပိုင်းခြားတယ်နဲ့အေကံသိမြင်ခြင်းကိုဒိဋ္ဌိဝိသုဒ္ဓိနော်အဲ့ဒိဋ္ဌိပြုတ်တယ်လို့ပြောတယ်နော်အဲ့ဒိဋ္ဌိဝိသုဒ္ဓိဟောဝိပဿနာရှုရတဲ့ပရမယုံနာကိုရှာဖွေတော်မူရာလေကုန်တည်းသာဓုသာဓုသာဓုပါဗျာသီလမဲ့ကသမာဓိမဲ့ကနဲ့ဒီပရမယုံနာပြင်ပြီးတဲ့ပုဂ္ဂိုလ်ကမုတ်ချလေးပါကိုပြောင်းပြပါလေနော်အချိန်တော့တော့ခြေရန်အောင်တဲ့သူကနော်၄နှစ်၅နှစ်9နှစ်တက်လာဝေးရတဲ့ချက်ပါပဲဒီ၃ရက်ကိုကြားပြမှာအချိန်တိုင်းနေပါဖြစ်ပါလေနော်အဲ့ဒါကိုပြောမဲ့ဆိုတော့လို့တောင်းတာပွားလို့တော့ဓမ္မတဲ့ဟုတ်နော်ဓမ္မတဲ့ကအနိစ္စရဲ့မိကြဖြစ်နေနော်အပြည့်ရှိရင်တော့ပြန်ကြတာပဲနော်အဲ့ဒီပုံမှာပဲဒီလေးလာတဲ့တမာတိပရမယုတ်တော့အမှန်သိရှိတဲ့ပုံစံအချိန်တိုင်းနေမှာတော့ဘယ်လိုရောက်တော့ကဏဖြူဝဲပရမယုတ်နာကိုသိတော့ပုဂ္ဂိုလ်တို့ဒီခန္ဓာမှာလို့အမှုလေးအေဒီဟိုလေးကိုသိမြင်တော့ပုဂ္ဂိုလ်တို့ဒီဆက်ရှိတဲ့သမားဟောက်ပြန်ပြောင်းလဲမတည်နေတော့ဖြစ်ချင်းပြည့်ချင်းအနိစ္စများဥပ္ပယဝေယများအဲ့ဒီကိုရပါတယ်နော်ဆက်ရှိတဲ့ကကြဒီဗရမယုတ်နာတော့အမြဲတည်းပြည့်စည်နေဒီပြည့်တယ်မြန်မြန်ပြည့်တယ်ဒီပြန်တော့လက်ဆက်ပြည့်တယ်ဆိုပြီးကျဘေငါဘယအာဒီဝကိပိဏညာပြီးတော့ဒုက္ခညာကိုရပါတယ်ဆက်ရှိတဲ့ကကြအဲ့ဒီယုတ်ကပြောက်သွားတော့တိမှုအာယုန်လေးပေါ်တယ်အဲ့ဒီအာယုန်လေးရှိတဲ့မတိမြဲတယ်နော်ပြောင်းလဲတဲ့အာယုန်ပရိသေခညာဖြစ်တဲ့အာယုန်ကိုတွေ့ပါတယ်ဆက်ရှိတဲ့ကကြလင်းမြန်းလာတော့သင်္ခါရုပ္ပကံကြောင့်တွေ့ရတယ်အဲဒီလိုပြောင်းလဲတဲ့အာယုန်ကိုသိခြင်းဒီအစိုးမရအနတ္တဉာဏ်လို့မှတ်သားပြီးရင်ပရမယုံနာကိုသိမြင်ပြီးတော့ပုဂ္ဂိုလ်တို့ဒီအနိစ္စဉာဏ်ဥဒ္ဒါဉာဏ်ဘေယဉာဏ်ကို၎င်းဘေငါဘေယအာဒီတော့နေဉာဏ်တိတော့ဒုက္ခဉာဏ်ကို၎င်းရှုမှတ်လွန်မြောက်ပြီးတဲ့နောက်အစိုးမရအနတ္တဉာဏ်ဖြစ်တဲ့အမုံစည်းတို့ကမြတ်တဲ့ပရိသေကဉာဏ်သင်္ခါရုပ္ပကံတွေရောဉာဏ်စဉ်အပြင်၈ပါးလက္ခဏာဉာဏ်အပြင်၃ပါးကိုပိုင်းခြားတင်တင်ဧကံသိမြောင်ရှုမှတ်တဲ့ပုဂ္ဂိုလ်တို့သည်ဝိဇ္ဇာဉာဏ်ကိုဝိပဿနာဉာဏ်ကိုအနုဘောဓဉာဏ်ကိုတိရဏပရိညာကိုအေဉာဏ်ကြီးဝိပဿနာဉာဏ်ကြီးအောင်မြင်ပြီးမြောက်တော်မူလေတည်းသာဓုသာဓုသာဓုပါဗျာအဲ့လိုသိပြီးတဲ့အခါကျမှသူ့အနုလိုပရိလို့အပြန်ပြန်လာကိုသိတာပြောတယ်ကိုကျောင်းသားဘဝသင်္ချာတို့ပြန်လို့ပဲသင်္ချာတော့အဖြစ်ထွက်သွားရင်ဒါနဲ့ပိုင်အောင်လို့ပြန်ပြန်လေ့ကျင့်ဤဥပမာကိုဆောင်တို့အစစ်ဝိညာဉ်ဉာဏ်ရပြီးတော့ပုံလို့ဒီနော်အနတ္တဉာဏ်ဒုက္ခဉာဏ်အနိစ္စဉာဏ်ပရမတ္တရားနောက်နမိတ်အာယုမှာပရမတ္တရားအနိစ္စဒုက္ခအနတ္တအဲဒီလိုအပြန်ပြန်လည်လည်ရှုမှအထက်အပြန်ပြုမှတ်ခြင်းကိုအနုလောမဉာဏ်ဟုခေါ်၍ဤဉာဏ်ရင့်တာ၏အခါ၌ရုပ်ရဖြစ်ခြင်းသင်္ခါရတရားမှာအသင်္ကတတရားကိုပူမြောင်းလျင်သင်္ကတသည်နော်ဝိပဿနာဉာဏ်အသင်္ကတသည်လက်ဉာဏ်အဲဒီကမှာဤဉာဏ်ကိုနန္တိလေးကပူညာကိုကောင်းစွာတင်သိမြင်လျင်သူပုဂ္ဂိုလ်သည်ဥရုဇဉ်အလွယ်ပြည့်၍အရိယာသူတော်ချင်းဒီအပြင်ကိုတရားဖြင့်တော့ဤဉာဏ်ကိုခံစားတဲ့ပုဂ္ဂိုလ်လူကြီးအဖြစ်သို့ရောက်ရှိသည်ဟုမှတ်သားနာ၍ယဉ်ကြံကြိုးကိုအာတုတော်မူရာလေကုန်တည်းသာဓုသာဓုသာဓုပါဗျာနော်မြတ်စွာဘုရားဟောတဲ့ဒီတရားကိုလူတိုင်းပြည့်ဖို့လိုပါတယ်အဲ့တော့ဘာအကျိုးရှိလို့ဒီလမ်းမဲ့ကပြည့်လို့ရှိရင်မကောင်းတဲ့အိဋ္ဌာကိုထေပါပါတယ်ဓမ္မရိမဲ့ကပြည့်ပြီဆိုရင်ကိုယ်ကိုစုံတဲ့ကိုယ်တဲ့နတ်တဲ့စရှိတဲ့အတိုက်ထိုင်တဲ့အကုန်လုံးဖေရှားသွားပါတယ်ဗရမယုံနာကိုသိပြီဆိုရင်သူတို့ဟောနေတာဆောက်ရှောက်ပြီးတော့ကိုယ်ကြီးမကြဘူးကောင်းလို့ပြပြီးအောင်ဟောတော့ဘောရိကနော်အဲ့ဒါရောက်လာပါတယ်အခုနလိုပညာမဲ့ကများပြီးသွားပြီဆိုရင်တော့ငရဲတိရစ္ဆာန်ပြည့်ကြတွေကအင်းလိုပြီးတော့မှသူကလေးပို့နော်အဲ့ဒီမှာခေါဏဘွားအင်းငယ်ကြီးအိမ်မှာရကြတယ်ကိုမှတ်သားကြပြီးရင်
အိမ်မှာဘေးပေရာကင်းဝေးအောင်ဒီကျင့်တယ်ဘုရားကောင်းဒါအကောင်းဆုံးကျင့်တယ်မလွတ်နိုင်တဲ့ပုဂ္ဂိုလ်ကပရိတ်ခါတာဘုရားကောင်းပိတ်ဆိုအယံတာပေါ်တယ်ရုပ်ဖတ်၍ဒီနာမှာဒုစရာပြောတာတော့ပရိတ်ပဋ္ဌာန်းရုပ်ဖတ်စာနော်ပရိတ်ဆိုတာမေတ္တာတို့ကိုအဓိကထားပရိတ်ပဋ္ဌာန်းရုပ်ဖတ်စာမေတ္တာတို့တစ်ခေါက်ရုပ်ပဋ္ဌာန်းရုပ်ဒီမေတ္တာပို့နော်အဲ့ဒါခုနလိုသီလသမာဓိပညာပြည့်စုံအောင်မလုပ်နိုင်သေးတဲ့ပုဂ္ဂိုလ်သီလလည်းမလုပ်နိုင်ဘူးသမာဓိလည်းမလုပ်နိုင်ဘူးဆိုရင်တော့ပရိပဋ္ဌာန်းခေါ်တဲ့ပဋ္ဌာန်းနဲ့ပရိတော်တို့ကိုယ်တော်လေးလေးညမပြတ်ယနေ့၃ချိန်ပူဇော်ခြင်းအပြင်ယောဂယံပိအန္တရာယ်မကောင်းတာတွေဝေးကွာပြီးမှတ်သားကြပြီလေဤကဲ့သို့ဆောင်ရွက်နိုင်ကြရယံတော့စံပြမြဆိုတတိမတ္တေဒတိုင်းသာမောင်ရှင်းသကိုတို့နေထိုင်သည့်ဤအိမ်အမှတ်1540ကားဤနတ်ပေါင်းပြည့်လမ်းဆက်ရရပဲတောင်းတကုံ၌အကျဉ်းတို့ရှင်ဝိမလာသည်နော်ဘုရားတရားဟောကြားချက်နေခင်၈ပါးကိုအခြေခံ၍ဟောကြားခြင်းကိုဤမှာတွင်အဆုံးသတ်၍ဤကုံချုပ်အပ်ပါလေယတိ